ရေးထားတဲ့အတိုင်းအတန်မထွက်တဲ့စကားလုံးတစ်လုံးမှာသူ့ရဲ့ spelling က COLONEL colonel တို့ဘာလို့လဲထွက်ကောင်းထွက်ချင်းစရာပါဒါပေမဲ့သူ့ရဲ့အတန်ထွက်အမှန်က colonel k sound ပေါ့နော် k အတန်နဲ့စားတယ် k ကျွန်တော်တို့ဒီမှာr sound ဖြစ်တယ်ပေါ့နော် her လိုမျိုးအတန်ပါဒါပေမဲ့ l ကကျွန်တော်တို့ r sound ပြန်ပြောင်းသွားတယ် Colonel ဟို strike ကကျွန်တော်တို့ရှေ့မှာပေါက်တယ် Colonel ဟို David Colonel တို့ဟာ David Colonel လို့တော့မပြောဘူးနော် Colonel David Colonel Jasperow Colonel Ethan အဲ့လိုမျိုးပေါ့နော်ဆိုတော့ရုပ်ရှင်တွေပိုင်းထဲမှာလည်းအများကြီးကြားဦးမှာပါဒီ Colonel ဆိုတဲ့စကားလုံးက Colonel ကကြတော့ကျွန်တော်တို့ဒီစစ်တပ်ထဲမှာဟို high rank officer တွေခေါ်တာပါဒီအစင်းမြင့်ရာထူးရှိရဲ့ဗိုလ်မှူးတို့ဘာလို့ခေါ်တာဖြစ်ပါတယ် Colonel ကဒီပြင်သစ်စကားလုံးကနေယူသုံးထားတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဇာတ်ကြောင်းကကြတော့Italian စကားလုံးကနေပြီးတော့ Italian စကားလုံးကိုပြင်သစ်က changes ပြန်ပြီးတော့သုံးတယ်ပြင်သစ်စကားလုံးမှာအင်္ဂလိပ်ကယူသုံးထားတာဖြစ်ပါတယ် Colonel ဆိုတော့အတန်ထွက်အမှန်က Colonel ဖြစ်ပါတယ်ဆိုတော့သုံးဝင်မယ်လို့ညွှန်နေပါတယ် See you in the next video guys have a good one peace